စုံမခွဲမောင်းအောင်အရေးပေါ်အခြေအနေဆိုဘယ်လိုလုပ်မလဲမင်္ဂလာပါဒီနေ့ဆိုရင်ကားထီးတွေကားမာတွေခွဲပြီးမောင်းနေရတာနှစ်လျက်မြောက်ရှိပြီပေါ့ဗျာလက်တလောမြန်မာနိုင်ငံမှာလည်းဒီစနစ်ကိုမကြိုက်ကြတဲ့လူတွေလည်းရှိတယ်စုံမခွဲမောင်းအောင်အရေးပေါ်အခြေအနေဆိုဘယ်လိုလုပ်မလဲယူနီလာပါလားဆိုတဲ့လူတွေလည်းရှိပါတယ်ဒါဆိုရင်မြန်မာနိုင်ငံကသူများတက်ထူးပြီးဒီစနစ်ကိုစလုပ်ခဲ့တာလားမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်90လောက်ကစပြီးကျင့်သုံးခဲ့မှုတဲ့နိုင်ငံတွေရှိတယ်လို့လက်ရှိလည်းရန်ဖန်ရန်ကကျင့်သုံးနေတဲ့နိုင်ငံတွေရှိနေစေဖြစ်ပါတယ်။ကဲဘယ်နိုင်ငံတွေလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ပါ။ပထမဆုံးနိုင်ငံမှာအမေရိကန်နိုင်ငံဖြစ်ပါတယ်။1993ခုနှစ်မှာအောက်တိုဘာလမှာအရှိအလဲပိုင်းဒေသမှာစစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီစစ်ပွဲကိုတမိုင်းမှာ Yom Kippur War လို့ခေါ်ပါတယ်။ဒီစစ်ပွဲမှာအာရပ်နိုင်ငံတချို့ဖြစ်တဲ့အီဂျစ်နဲ့ဆီးရီးယားတို့ကအစ္စရေးနိုင်ငံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ပွဲကိုအောက်တိုဘာလ6ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးအစ္စရေးဘက်ကလည်းပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အချိန်တိုအတွင်းစစ်ပွဲကပြင်းထန်လာခဲ့ပြီးအနောက်နိုင်ငံတွေကအစ္စရေးဘက်ကိုကူညီပေးလာခဲ့ပါတယ်။အထူးသဖြင့်အမေရိကန်နိုင်ငံကအစ္စရေးကိုစစ်ရေးအထောက်အပံ့များပေးခဲ့ပါတယ်။လက်နက်တွေစစ်ရေးပစ္စည်းတွေငွေကြေးအကူအညီတွေပေးခဲ့ပါတယ်။ဒီအရာတွေကြောင့်အာရပ်နိုင်ငံတွေကမကျေနပ်ကြပါဘူး။1983ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာရေနံထုတ်လုပ်မှုအများဆုံးဖြစ်တဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေကအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့ပါတယ်။အစ္စရေးကိုထောက်ခံတဲ့အနောက်နိုင်ငံတွေကိုရေနံမတင်ပို့လို့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ပါ။ ရေနံဆိုတာကကောဒီမောင်းဖို့စက်ယုံတွေလဲပတ်ဖို့တဲယူပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ဖို့အလွန်အရေးကြီးတဲ့စွမ်းရည်ရင်းမြစ်ဖြစ်တဲ့အတွက်ရေနံတင်ပို့မှုလျော့သွားတဲ့အခါကမ္ဘာဈေးကွက်မှာရေနံမလုံလောက်တော့တဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ဓာတ်ဆီဈေးတွေအရန်တက်လာပြီးဓာတ်ဆီဆိုင်တွေမှာစီထဲဖို့နာရီနဲ့ချီစောင့်ရတဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်။ကားတန်းရှည်ကြီးတွေဖြစ်လာပြီးလူတွေကနေ့စဉ်သွားလာရေးမှာအခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။ဒီလိုအခြေအနေကိုထိန်းချုပ်ဖို့အမေရိကန်အစိုးရကလောင်စာဆီအသုံးပြုမှုကိုရှော့ချမှိုင်မဲ့နီးလန်းတွေကိုရှာဖွေခဲ့ပါတယ်။အဲ့ဒီထဲကတစ်ခုကရင်အသုံးပြုမှုကိုကန့်သတ်တဲ့စနစ်ဖြစ်ပါတယ်။ရင်နံပါတ်ပလေးရဲ့နောက်ဆုံးကဏ္ဍကိုအခြေခံပြီးမနံပါတ်ရှိတဲ့ကားတွေကိုတနည်းမောင်းခွင့်ပေးပြီးစုံနံပါတ်ရှိတဲ့ကားတွေကိုနောက်နေ့မောင်းခွင့်ပေးတဲ့နီးလန်းကိုအသုံးပြုခဲ့ပါတယ်။ရည်ရွယ်ချက်ကလမ်းပေါ်မှာကားအရေခွက်ကိုရှော့ချပြီးလောင်စာဆီအသုံးပြုမှုကိုထိန်းချုပ်ဖို့ရင်ကြောပိတ်ဆို့မှုကိုတက်တာစီဖို့ဖြစ်ပါတယ်။အဲ့ဒီစနစ်ဟာရင်အသုံးပြုမှုကိုတချို့အတိုင်းအတာအထိထိန်းချုပ်နိုင်ခဲ့ပြီးလောင်စာဆီအသုံးပြုမှုကိုရှော့ချနိုင်ခဲ့တဲ့အတွက်အရေးပေါ်အခြေအနေမှာထိရောက်တဲ့နီးလန်းတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ဒီစနစ်ကိုကျင့်သုံးရမှာလူထုရဲ့စန့်ကျင်မှုတွေလည်းရှိခဲ့တယ်။ကိုကားကိုရက်ချားမောင်းရတဲ့အတွက်အလုတ်သွားရတာအဆင်မပြေတာတွေကလေးတွေကိုကြောင်းပို့ရတဲ့ခက်ခဲတာတွေစတဲ့အခက်အခဲတွေကြုံခဲ့ကြရတယ်။ဒါပေမဲ့စီပြလက်မှုဆိုတဲ့ကက်ဆိုးကြီးကိုရင်ဆိုင်ဖို့အတွက်လူထုကဒီစနစ်ကိုလက်ခံလာခဲ့ကြတယ်။ဒီစနစ်ကို1989ခုနှစ်မှာရပ်ဆိုင်းလိုက်ပေမဲ့2012ခုနှစ်မှာ Hurricane Sandy ဆိုတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးအမေရိကန်နိုင်ငံအရှေ့ဘက်ကမ်းရိုးတိုင်းကိုဝင်ရောက်တိုက်ခတ်ပြန်တယ်။ဒီမုန်တိုင်းကြောင့်ရေနံချက်ဆက်ယုံတွေပျက်စီးခဲ့ပြီးစီတဲယူပို့ဆောင်ရေးလမ်းကြောင်းတွေပြတ်တောက်ခဲ့တယ်။ဒါကြောင့်နယူးယောက်မြို့နဲ့နယူးဂျာစီပြည်နယ်တွေမှာစီပြက်လက်မှုထပ်ဖြစ်ခဲ့ပြန်ပါတယ်။အဲ့ဒီအချိန်မှာလဲဒေတာဆိုင်ရာအုပ်ချုပ်ရေးဖွဲ့တွေကဒီစနစ်ဟောင်းကြီးကိုပြန်လည်အသက်သွေးရပါတယ်။ဒီတစ်ခါမှာတော့ရက်အနည်းငယ်ပဲကြာခဲ့ပြီးလောင်စာစီဖူလုံမှုအခြေအနေပြန်ကောင်းလာတဲ့အခါရက်ဆိုင်လိုက်ပါတယ်။ နောက်တစ်နိုင်ငံကတော့မက္ကဆီကိုနိုင်ငံဖြစ်ပါတယ်။မက္ကဆီကိုနိုင်ငံရဲ့မြို့တော်မက္ကဆီကိုစီးတီးဟာကမ္ဘာပေါ်မှာလူဦးရေအထူထပ်ဆုံးမြို့ကြီးတွေကတမြို့ဖြစ်တယ်လို့လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့တွေကလည်းတမြို့အထက်နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပူပါတယ်။မက္ကဆီကိုစီးတီးဟာပင်လယ်ရေမျက်နှာပြင်အထက်မီတာ2000နေလာကျော်လောက်မှာတည်ရှိတဲ့အတွက်အောက်ဆီဂျင်ပါတဲ့အတွက်ကားတွေကနေထုတ်လွှတ်တဲ့မီးခိုးတွေဟာမြို့ကြီးတစ်ခုလုံးကိုဖုံးလွှမ်းသွားတတ်ပြီး1980ပြည့်နှစ်များရောက်တဲ့အခါဒီပြဿနာဟာဒေသခံတွေရဲ့ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်လာတဲ့အထိဆိုးရွားလာခဲ့တာကြောင့်မက္ကဆီကိုအစိုးရက1990ခုနှစ်မှာ Hoyno Circular ဆိုတဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်။ဒီစပိန်စကားအရ Hoyno Circular ဆိုတာဒီနေ့မောင်းနှင်ခွင့်မရှိဘူးလို့အဓိပ္ပာယ်ရပါတယ်။ဒီအစီအစဉ်အရတပတ်မှတစ်ရက်ကိုကားနံပါတ်ပေါ်မူတည်ပြီးမောင်းနှင်ခွင့်ပိတ်ပင်ခံရပါတယ်။အစပိုင်းမှာတော့ဒီအစီအစဉ်ကိုလေထုညစ်ညမ်းမှုများတဲ့စောင်းရည်မှာပဲကျင့်သုံးခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာဒီအစီအစဉ်ကိုတစ်နှစ်ပတ်လုံးအမြဲတမ်းကျင့်သုံးတဲ့စနစ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒီလိုနဲ့မက္ကဆီကိုစီးတီးဟာကမ္ဘာပေါ်မှာလေထုညစ်ညမ်းမှုကိုတိုက်ဖြတ်ဖို့အတွက်ရေနံပါတ်အလိုက်မောင်းနှင်ခွင့်ကန့်သတ်တဲ့စနစ်ကိုကျင့်သုံးခဲ့တဲ့ပထမဆုံးမြို့ကြီးတစ်မြို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီစနစ်မှာမထင်မှတ်ထားတဲ့ပြဿနာတစ်ခုပေါ်လာခဲ့ပါတယ်။
အဲ့ဒါကတော့မြန်မာနိုင်ငံမှာလိုပဲချမ်းသာတဲ့လူတွေကဒီစနစ်ကိုကြော်လွှားဖို့အတွက်ကားအဟောင်းတွေကိုထပ်ဝယ်ပြီးတစ်ပတ်လုံးမောင်းနိုင်အောင်လုပ်ခဲ့ကြတာကြောင့်မြို့ပေါ်မှာကားအကြီးအတွက်ကများလာပြီးလေထုညစ်ညမ်းမှုကပိုဆိုးလာတဲ့အထိထိခဲ့ရပြန်ပါတယ်ဒီနေ့အထိမက္ကဆီကိုစီးတီးမှာဒီစနစ်ကိုဆက်လက်ကျင့်သုံးနေဆဲဖြစ်ပြီးနှစ်စဉ်ပြန်လည်သုံးသပ်ပြင်ဆင်မှုတွေလုပ်နေပါတယ်ဘရာဇီးနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ဆာအိုပိုလိုမြို့ဟာလူဦးရေ30ကျော်နေထိုင်တဲ့မြို့ကြီးဖြစ်ပြီးတောင်အမေရိကရဲ့စီးပွားရေးမြို့တော်လို့လည်းခေါ်ဆိုလေ့ရှိပါတယ်ဒီမြို့ကြီးမှာလည်းရင်ကြောပိတ်ဆို့မှုနဲ့လေထုညစ်ညမ်းမှုကကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေပါတယ်1990ခုနှစ်မှာဆာအိုပိုလိုမြို့အုပ်ချုပ်ရေးအဖွဲ့ဟာဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရော်ဒီဇီယိုလို့ခေါ်တဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်ဒီအစီအစဉ်အရကားတွေကိုတစ်ပတ်မှတည့်ရဲနံပါတ်အလိုက်မောင်းနှင်ခွင့်ကန့်သတ်ခဲ့ပါတယ်အထူးသဖြင့်မနက်9နာရီကနေညနေ9နာရီအတွေ့မြို့လေကောင်မှာမောင်းနှင်ခွင့်ကန့်သတ်ခဲ့တာပါဒီစနစ်ရဲ့ထူးခြားချက်ကမက္ကဆီကိုစီးတီးလိုတနေကုန်ပိတ်တာမျိုးမဟုတ်ဘဲအလို့အချိန်အတွင်းပဲကန့်သတ်တာဖြစ်ပါတယ်ဒီလိုကန့်သတ်လိုက်တဲ့အတွက်အရေးပေါ်အခြေအနေတွေမှာကားမောင်းခွင့်ရှိတဲ့ကင်းလွတ်ခွင့်တွေလည်းသတ်မှတ်ပေးထားပါတယ်ဆာအိုပိုလိုမြို့မှာဒီစနစ်ကိုစတင်ကျင့်သုံးချိန်မှာလူအများစုကဒါဟာသူတို့ရဲ့လွတ်လပ်ခွင့်ကိုချိုးဖောက်တယ်လို့ခံစားခဲ့ရတာကြောင့်လူတို့ရဲ့ဆန့်ကျင်မှုတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့လက်အနှဲငယ်ကြာပြီးတဲ့အခါရင်ကြောပိတ်ဆို့မှုတိတိတတ်တာရော့ကျသွားတာကိုလူတို့ကလက်တွေ့မြင်လာရပြီးလေထုအည်အသွေးလည်းပိုကောင်းလာတယ်လို့ခံစားလာတဲ့အခါဒီစနစ်ကိုလူတို့ကတဖြည်းဖြည်းလက်ခံလာခဲ့ပါတယ်။ဆာအိုပိုလိုမြို့မှာဒီစနစ်ကိုယနေ့အထိဆက်လက်ကျင့်သုံးနေဆဲဖြစ်ပြီးအောင်မြင်တဲ့မူဝါဒတစ်ခုအထိသတ်မှတ်ခံထားရပါတယ်။နှစ်စဉ်ပြန်လည်သုံးသပ်မှုတွေလုပ်ပြီးလိုအပ်တယ်လို့ပြင်ဆင်မှုတွေလုပ်နေပါတယ်။ဥပမာကားအသစ်တွေပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေထိတဲ့ကားတွေကိုကင်းလွတ်ခွင့်တွေပေးတာမျိုးစတဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်လာပါတယ်။နောက်တစ်မြို့ကတော့ကိုလံဘီယာနိုင်ငံရဲ့မြို့တော်ဘိုဂိုတာမြို့ပါ။ဘိုဂိုတာမြို့ဟာပင်လယ်ရေမျက်နှာပြင်အထက်မီတာ2600ကျော်မှာတည်ရှိပြီးမက္ကဆီကိုစီးတီးလိုပဲလေထုညစ်ညမ်းမှုဒဏ်ကိုခံစားရလိမ့်ရှိပါတယ်။တကူ998ခုနှစ်မှာဘိုဂိုတာမြို့ရဲ့မြို့တော်ဝန်ဟာပီကိုအီပလာကာလို့ခေါ်တဲ့စနစ်ကိုစတင်ကျင့်သုံးခဲ့ပြီးဒီစနစ်အရကားတွေကိုတစ်ပတ်မှ2ရက်မနက်အလုပ်သွားချိန်နဲ့ညနေအလုပ်ဆင်းချိန်အမြင့်ဆုံးအချိန်တွေမှာမောင်းနှင်ခွင့်ကန့်သတ်ခဲ့ပါတယ်။ဥပမာစုံနံပါတ်ကားတွေကတနင်္လာနဲ့ဗုဒ္ဓဟူးနေ့တွေမှာမောင်းခွင့်မရှိဘူး။မနံပါတ်ကားတွေကအင်္ဂလာနဲ့ကြာသပတေးနေ့တွေမှာမောင်းခွင့်မရှိဘူးစသဖြင့်သတ်မှတ်ခဲ့ပြီးဒီစနစ်ကိုစတင်ကျင့်သုံးတဲ့အခါမြို့တော်ဝန်ကိုယ်တိုင်ရှေ့ဆောင်ပြီးစပိန်စီးပြီးရုံးကိုလာပြခဲ့ပါတယ်။ဘိုဂိုတာမြို့ဟာဒီစနစ်နဲ့အတူစပိန်လမ်းတွေအများကြီးဆောက်လုပ်ခဲ့ပြီးကမ္ဘာပေါ်မှာစပိန်စီးရတာအဆင်ပြေဆုံးမြို့တွေထဲကတစ်မြို့ထင်လာခဲ့ပါတယ်။ဒီနေ့အထိဘိုဂိုတာမြို့မှာပီကိုအီပလာကာစနစ်ကိုဆက်လက်ကျင့်သုံးနေဆဲဖြစ်ပြီးအချိန်နဲ့အမျှပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်နေပါတယ်။ဥပမာလက်ရှိမှာဆိုရင်နံပါတ်အလိုက်သတ်မှတ်ချက်တွေကိုနှစ်စဉ်ပြောင်းလဲသတ်မှတ်ပေးနေပြီးညဉ့်ညမ်းမှုများတဲ့ကားတွေကိုပိုပြီးတင်းကျပ်တဲ့စည်းကမ်းတွေချမှတ်ထားပါတယ်။နောက်နိုင်ငံတစ်ခုကတော့ဖိလစ်ပိုင်နိုင်ငံမှာမြို့တော်မနီလာမြို့ဟာကမ္ဘာပေါ်မှာယဉ်ကျော်ပိတ်ဆို့မှုအဆိုးဆုံးမြို့တွေထဲကတစ်မြို့ဖြစ်နာမည်ဆုံးနဲ့ကြော်ကြပါတယ်။1990ပြည့်နှစ်ဒီဇင်ဘာလမှာမနီလာမြို့အုပ်ချုပ်ရေးအတွက်ဟာဒီပြဿနာကိုဖြေရှင်းဖို့အတွက် UVVRP လို့ခေါ်တဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်။ UVVRP ဆိုတာ Unified Vehicular Volume Reduction Program ရဲ့အတူကောက်ဖြစ်ပြီးရင်းရည်အတွက် short ချရေးအစီအစဉ်လို့အသိပေးရပါတယ်။ဒီအစီအစဉ်အရကားတွေကိုတပတ်မှာတစ်ရက်နံပါတ်အလိုက်မောင်းနှင်ခွင့်ကန့်သတ်ခဲ့ပါတယ်။အထူးသဖြင့်မနက်9နာရီကနေညနေ9နာရီအတွင်းမနီလာမြို့လေကောင်မှာမောင်းနှင်ခွင့်ကန့်သတ်ခဲ့တာဖြစ်ပြီးဒီစနစ်ကိုစတင်ကျင့်သုံးချိန်မှာလူတို့ရဲ့ကန့်ကွက်မှုတွေအများကြီးရှိခဲ့ပေမဲ့ရင်ကျောပိတ်ဆို့မှုရှုတ်ကျသွားတာကိုလူတို့ကလက်တွေ့မြင်လာရတဲ့အခါဒီစနစ်ကိုလက်ခံလာခဲ့ပါတယ်။မနီလာမြို့မှာဒီစနစ်ကိုယနေ့အထိဆက်လက်ကျင့်သုံးနေဆဲဖြစ်ပြီးအာဆီယံနိုင်ငံတွေထဲမှာဒီစနစ်ကိုအကြာဆုံးကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့မနီလာမြို့မှာလည်းမက္ကဆီကိုစီးတီးလိုပဲပြဿနာတစ်ခုပေါ်လာခဲ့ပါတယ်။ချမ်းသာတဲ့သူတွေကဒီစနစ်ကိုကြော်လွှားဖို့အတွက်ကားအများကြီးဝယ်ပြီးတစ်ပတ်လုံးမောင်းနိုင်အောင်လုပ်ခဲ့ကြတာကြောင့်ကားရည်တွက်ကထပ်တိုးလာပြီးရင်ကျောပိတ်ဆို့မှုကပြန်ဆိုးလာခဲ့ပါတယ်။ဒါကိုဖြေရှင်းဖို့အတွက်မနီလာမြို့အုပ်ချုပ်ရေးဖွဲ့ဟာစီကံတွေကိုထပ်တင်းကျပ်လာခဲ့ပြီးကားအသစ်တွေကိုကန့်သတ်တဲ့မူဝါဒတွေပါထပ်ထည့်လာခဲ့ပါတယ်။နောက်ထပ်နိုင်ငံတစ်ခုကတော့အိမ်နီးချင်းဖြစ်တဲ့တရုတ်နိုင်ငံမှာတရုတ်နိုင်ငံရဲ့မြို့တော်ဘေကျင်းမြို့ဟာလင်းမြန်တဲ့စီးပွားရေးဖွံ့ဖြိုးမှုနဲ့အတူလေထုညစ်ညမ်းမှုဆိုးရွားတဲ့မြို့အထိနှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်။2008ခုနှစ်မှာဘေကျင်းမြို့ဟာ
နွေရာဒီအိုလံပစ်ပြိုင်ပွဲကိုလက်ခံကျင်းပဖို့ဖြစ်လာပြီးဒီအိုလံပစ်ပြိုင်ပွဲဟာတရုတ်နိုင်ငံအတွက်ဂရုစရာကြီးဖြစ်တယ်လို့တကမ္ဘာလုံးကလည်းတရုတ်နိုင်ငံအပေါ်မှာအာရုံစိုက်နေလာကြောင်းတရုတ်အစိုးရဟာအိုလံပစ်ပြိုင်ပွဲမတိုင်မီလေးထုအရေးအတွေ့ကိုတိတိတသာမြင့်တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့လုပ်ခဲ့တဲ့နီလန်းတွေကတစ်ခုကတော့ရင်နံပါတ်အလိုက်မောင်းနှင်ခွင့်ကန့်သတ်တဲ့စနစ်ပဲဖြစ်ပြီးအိုလံပစ်ပြိုင်ပွဲမတိုင်မီရပ်ပိုင်းအလိုမှာစတင်ကျင့်သုံးခဲ့ကပြိုင်ပွဲကာလတစ်လျှောက်လုံးဆက်လက်ကျင့်သုံးခဲ့ပါတယ်။ဒီစနစ်အရာကားတွေကိုတရက်ခြားနံပါတ်အလိုက်မောင်းနှင်ခွင့်ကန့်သတ်ခဲ့ပြီးစက်ရုံအလုပ်ရုံတွေကိုပါယာယီပိတ်ထားခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေကြောင့်အိုလံပစ်ကာလမှာဘေဂျင်းမြို့ရဲ့လေးထုအရေးတွေဟာတိတိတသာကောင်းမွန်လာခဲ့ပါတယ်။ကောင်းကင်ပြပြကြီးကိုဘေဂျင်းမြို့ကန်တွေနှစ်ပေါင်းများစွာအတွင်းပထမဦးဆုံးအကြိမ်မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အိုလံပစ်ပြိုင်ပွဲပြီးသွားတဲ့အခါဒီစနစ်ကိုရက်ဆိုင်လိုက်မလားဆက်ထားမလားဆိုတဲ့မေးခွန်းပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့လေးထုညီညာမှုကပြန်ဆိုးလာတာကြောင့်ဒီစနစ်ကိုဆက်လက်ထိန်းသိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့နည်းနည်းပြောင်းလဲပြီးတပတ်မှတရက်ပဲကန့်တတ်တဲ့စနစ်အထိပြောင်းလဲကျင့်သုံးခဲ့ပါတယ်။နောက်ပိုင်းမှာဘေဂျင်းမြို့ဟာကားဝယ်ယူမှုကိုပါထိန်းချုပ်တဲ့စနစ်တွေပါထပ်မံချမှတ်ခဲ့ပြီးယနေ့အထိကမ္ဘာပေါ်မှာရင်ကျော်စီမံခန့်ခွဲမှုအပြင်းထန်ဆုံးမြို့တွေကတစ်မြို့ဖြစ်နေစေပါ။ကဲနောက်ဆုံးအနေနဲ့ဥရောပတိုက်ကိုထွားကြည့်ကြအောင်။ဥရောပမှာဒီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေကတစ်ခုကတော့ပြင်သစ်နိုင်ငံပါ။ပြင်သစ်နိုင်ငံရဲ့မြို့တော်ပါရီမြို့ဟာဖက်ရှင်နဲ့ယဉ်ကျေးမှုမြို့တော်အဖြစ်ကမ္ဘာကျော်ပေမဲ့လေထုညဉ့်ညမ်းမှုကတော့သူ့ရဲ့အားနည်းချက်တစ်ခုပါ2014ခုနှစ်မဲလမှာပါရီမြို့ရဲ့လေထုအရေးသွေးဟာအန်ဒီယာရှိတဲ့အဆင့်အထိဆိုးရွားလာခဲ့ပါတယ်ဒါကြောင့်ပါရီမြို့အုပ်ချုပ်ရေးအဖွဲ့ဟာအရေးပေါ်အစီအမံနဲ့ရင်နံပါတ်အလိုက်မောင်းနှင်ခွင့်ကန့်တတ်တဲ့စနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်ဒီစနစ်ကိုပြင်သစ်လို circulation alternate လို့ခေါ်ပြီးအဓိပ္ပာယ်ကအလဲကျရင်သွားလာမှုစနစ်လို့အဓိပ္ပာယ်ရပါတယ်ဒီစနစ်အရစုံနံပါတ်ကားတွေကတရက်မနံပါတ်ကားတွေကတရက်မောင်းနှင်ခွင့်တတ်မှတ်ခဲ့ပါတယ်ပါရီမြို့မှာဒီစနစ်ကိုကျင့်သုံးတာဟာပထမဆုံးအကြိမ်ဖြစ်ပြီးလူထုရဲ့အာရုံစိုက်မှုကိုအများကြီးရခဲ့ပါတယ်ဒါပေမဲ့ပါရီမြို့မှာတော့ဒီစနစ်ကိုအမြဲတမ်းကျင့်သုံးတာမျိုးမဟုတ်ပဲလေထုအရေးသွေးတိတိတသာကျဆင်းလာချိန်မှသာယာယီအနေနဲ့ကျင့်သုံးလေရှိပါတယ်နောက်ပိုင်းနှစ်တွေမှာလည်း2015နဲ့2016ခုနှစ်တွေမှာလေထုညဉ့်ညမ်းမှုမြင့်ကပ်လာတဲ့အခါဒီစနစ်ကိုပြန်လည်အသုံးပြုခဲ့ပါသေးတယ်။ပါရီမြို့ရဲ့ကျင့်သုံးပုံကတော့တခြားမြို့တွေနဲ့မတူပဲအရေးပေါ်အခြေအနေမှသာယာယီအသုံးပြုတဲ့ပုံစံမျိုးဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်မြန်မာနိုင်ငံတည်းမဟုတ်ပဲဒီစနစ်ကိုအမေရိကန်၊မက္ကဆီကို၊ဘရာဇီး၊ကိုလံဘီယာ၊ဖိလစ်ပိုင်၊တရုတ်၊ပြင်သစ်စတဲ့နိုင်ငံအသီးသီးမှာနှစ်ပေါင်းများစွာကတည်းကကျင့်သုံးခဲ့တဲ့နီလန်ဟောင်းတစ်ခုဆိုတာတွေ့ရပါနဲ့။ဒုတိယအနေနဲ့သိလိုက်ရတာကဒီစနစ်ကိုကျင့်သုံးရတဲ့ရည်ရွယ်ချက်တွေကနိုင်ငံအလိုက်ကွဲပြားနိုင်တယ်ဆိုတာပါတချို့နိုင်ငံတွေမှာလောင်စာဆီအကျက်တဲကိုဖြည့်ရှင်းဖို့အတွက်ကျင့်သုံးခဲ့တယ်လို့တချို့နိုင်ငံတွေမှာလေထုညစ်ညမ်းမှုကိုရှော့ချဖို့အတွက်ကျင့်သုံးခဲ့ကြပါတယ်တချို့နိုင်ငံတွေမှာရင်ကြောပိတ်ဆို့မှုကိုဖြည့်ရှင်းဖို့အတွက်ကျင့်သုံးခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့လောင်စာဆီအားကိုးမှုကိုရှော့ချဖို့ကြိုးစားကြပြီးပြန်လည်ပြည့်ပြိုးမြဲစွမ်းအင်တွေကိုလူတွေကပိုပြီးစိတ်ဝင်စားလာတာကိုတွေ့နိုင်ပါတယ်မြန်မာနိုင်ငံမှာလက်ရှိမှာတော့လောင်စာဆီပြတ်တောက်မှုကိုကြိုတင်ကာကွယ်ဖို့ကျင့်သုံးနေတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့လေထုအရေးအသွေးကဒီနှစ်တွေမှာတိတိတသာကျဆင်းလာတာကြောင့်အခြားနိုင်ငံတွေလိုလေထုအရေးအသွေးထိန်းဖို့ကျင့်သုံးရတာလည်းထင်လာနိုင်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားတို့ရဲ့အမြင်ကိုလည်း comment မှာဆွေးနွေးခဲ့ကြပါဦး subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြဖို့လည်းအကူအညီတောင်းပါရခင်ဗျာ